သေးတာဒီဥစ္စာဘုရားရှောင်ပါမည်ကာမဂုဏ်ဝေဖောက်တွေရဲရဲရှောင်ပါမည်မောမန္တာတာရာနေရာရှောင်ပါမည်ရဲသေးစာအောက်စာရာဘုရားရှောင်ပါမည်ဧဝံငါးပါးတရားကြောင့်မြာလေမာဘေးရန်ကွာသံသာအိယတိဒုတိယနာတဟာပစ္စကပိလဓမ္မသရုကံကြတ်ဝါအပမဒိနာသံပါတိချာကဲ1990ခုနှစ်သဘောရဏစံတော်ရဲ့6နှစ်2011ခုနှစ်ထိုင်းနိုင်ငံမှာအခြေပြုထိုင်းယူနီယံအက္ခရာပင်၌ဆင်ကျင်းပသောတရမရောက်ရှိတန်တာပြုအသည်ကျလန်းကျော်တော်တာပြုအသည်ပဋ္ဌာန်းရောက်ရှိဝိသကာတဲ့သစ္စာဝါဒီတန်တာပြုအသည်ရင်မွေးပန်းတန်တာပြုအသည်တို့မှကြည်မူကျင့်ပသောညတရားပွဲဤတရားပွဲမှာဦးဇင်းနေနဲ့တရားချစ်ခဲ့ပြီးတော့ဆိုများဓမ္မဒါနနေအားဖြင့်ဟောကြားပေးမဲ့တရားနာကြားချမဲ့တရားရဲ့အနေကစွမ်းအားရှင်တဲ့နာမည်ဘယ်လိုခေါ်ပါလဲစွမ်းအားရှင်တရားမောသိခင်နန္ဒောနရ၅ပါးကိုရှိခိုးကြောကြရအောင်ဦးဇင်းကတစ်ခေါက်ချပေးတဲ့အခါသုံးခေါက်လိုက်ဆိုကြပါဘုရားယာရဏနိယလာနိယကတော့ပါ၏ခရာစစ်စေဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကဂျနအာနာရှိတဲ့ပုဂ္ဂိုလ်ကအာနာချွေရရှိတဲ့ပုဂ္ဂိုလ်ကယတဉာဏ်ပညာကောင်းတဲ့ပုဂ္ဂိုလ်တွေကဉာဏစသည်အားဖြင့်စသောအားဖြင့်အာသံဆိုတာကိုယ်စီရှိကြပါတယ်အဲ့လိုရှိကြတဲ့အာသံတွေကိုသုံးချတဲ့နေရာမှာလည်းဘယ်လိုပုဂ္ဂိုလ်မျိုးကိုသာလျှင်စွမ်းအားရှင်လို့ခေါ်ရတယ်လဲဆိုတော့မိမရှိလာတဲ့စွမ်းအားကိုယ်စီတွေကိုအများချမ်းသာရာချမ်းသာကြောင်းတွေတွေ့ရတယ်မှာသုံးတတ်တဲ့ပုဂ္ဂိုလ်တွေအများချင်းပြုလုပ်ငန်းတွေကိုတကယ်ကိုစွမ်းတမန်ကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေရဲ့လို့ရဆိုတာတကယ်အနည်း
နာခံတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်အဲ့လိုပုဂ္ဂိုလ်မျိုးကိုလောကမှာစွမ်းအားရှင်လို့ခေါ်ကြတယ်ဟုတ်ပါရဲ့လားမှန်ပါဗျာနိဒေရှိတဲ့စွမ်းအားတွေကိုတကယ်မျိုးပါတာသာသနာအတွက်အသုံးမချဘဲနဲ့အများအကျိုးနဲ့အကျိုးနဲ့ကြောင့်အများနိဒာယနိနာကြောင့်အများလက်ရည်ချင်းရဲ့ကြာရကြာချောင်းတွေကိုသာသုံးချနေတယ်ဆိုလို့ရှိရင်တကယ်စွမ်းအားရှင်ဟုတ်နိုင်ရဲ့လားဟုတ်ပါဘူးဗျာမဟုတ်နိုင်ဘူးဒါကြောင့်လူတိုင်းနေတဲ့ဟာရလာတဲ့ဘဝလေးတစ်ခုမှာအလောင်းတော်ကြီးတွေရဲ့စိတ်ကြအလောင်းတော်ကြီးများဟာဘဝတစ်ခုကိုရလာပြီဆိုလို့ရှိရင်ရည်ရွယ်ချက်တစ်ချက်ထားတယ်ရည်ရွယ်ချက်တစ်ချက်ထားပါလေအဲ့ဒီရည်ရွယ်ချက်တစ်ချက်ထားတယ်နံပါတ်1ရည်ရွယ်ချက်ဒီမိမိဘဝကောင်းမြောက်ဖို့တဲ့အဲ့ဒါလက်တာပဲနံပါတ်1ရည်ရွယ်ချက်ပါလေမိမိဘဝကောင်းမြောက်ဖို့တနည်းအားဖြင့်လက်တာအတွက်နံပါတ်2ရည်ရွယ်ချက်ဒီအများကောင်းစားချမ်းသာဖို့အဲ့ဒါဒီပရဟိတလို့ခေါ်ပါတယ်အများကောင်းစားချမ်းသာဖို့ပရဟိတတနည်းအားဖြင့်အတ္တဟိတပရဟိတဆိုတဲ့စကားနှစ်ရပ်ဒါကြောင့်ရောက်တော့ကျန်ဟာဘယ်ဘဝကိုပဲရောက်တဲ့ဘဝတိုင်းမှာအဲ့လိုရည်ရွယ်ချက်နဲ့တကယ်ကိုအလုံးလုံးခဲ့ပါတယ်တကယ်ကိုအနစ်နာခံခဲ့ပါတယ်တကယ်ကိုစောစောဆာဆာကြိုးစားခဲ့တဲ့အတွက်ကြောင့်အလောင်းတော်ကြီးများဘယ်ဘဝကိုပဲရောက်တဲ့ဘဝတိုင်းမှာချက်တန်းမကြောက်လားကြောက်ပါဗျာအချက်တန်းကြတယ်အကယ်၍များအများအတွက်နဲ့နစ်နာခံရရတော့အပေကိုရောက်သွားတာတောင်းမှတရိစ္ဆာန်ဘဝကိုရောက်သွားတာတောင်းမှတရိစ္ဆာန်ဘဝနဲ့အကြည့်အကဲတူချားတဲ့သတ္တဝါတွေလာဖြစ်ကြရတယ်ဒါကြောင့်ဘယ်လိုလဲဆိုစိတ်ကြလေးတွေကိုထားကြတဲ့အခါဘုန်းကြီးတို့လူငယ်စလားလူငယ်နေပြီဘယ်သူရဲ့စိတ်ကြကိုလိုက်ရမှာလဲအလောင်းတော်ကြီးများရဲ့စိတ်ကြကိုလိုက်ရမယ်အဲ့လိုအလောင်းတော်ကြီးများရဲ့စိတ်ကြကိုလိုက်ရမယ်ဆိုလို့ရှိရင်အဲ့လိုပုဂ္ဂိုလ်မျိုးတွေဘယ်တော့မှအောက်ကျမဖြစ်ဘူးအောက်ကျမကြဘူးတဲ့ဒါကြောင့်အထက်ထက်ရောက်တဲ့ပုဂ္ဂိုလ်များမိမရှိတဲ့စွမ်းအားတွေကိုမဟုတ်တဲ့နေရာမှာအသုံးချကြမယ်အများကြီးနေရာနေတဲ့နာကြောင့်ဆိုတဲ့နေရာတွေမှာတာလေသုံးချရမယ်ဆိုလို့ရှိရင်မိမရှိတဲ့စွမ်းအားတွေကရုပ်လျော့ကနဲ့နှိမ့်ချပြီးတော့ပွားရပါတယ်တဲ့ပြောရမယ်ဆိုလို့ရှိရင်လက်ဆုပ်ပဲကလို့တဲ့လက်ဆုပ်ပဲကများမှာလက်ဟာပြီးလာလားဆိုလာလားဆိုပါပါဗျာဟေးအဲ့လိုလက်ဆုပ်ပဲကလို့ပါပဲတဲ့အဲ့ဒါမိမရှိတဲ့ကိုအားတွေကာယအာဟာနာအဒနာအာရှိတဲ့ကိုအားမှန်တယ်များပါအများအကျိုးအတွက်တည်းသုံးပြုမယ်အများချမ်းသာရာချမ်းသာကြောင်းတို့ကသုံးပြုမယ်ဆိုလို့ရှိရင်မိမရှိတဲ့စွမ်းအားတွေနေရာကနေပြီးတော့လာပြီးပဲကလို့ဒီလက်ဆန်းပဲကလို့တဖြည်းဖြည်းနဲ့တိုးတက်လာကြပါလိမ့်မယ်တဲ့ဒါသိချရလားသိချပါဗျာသိချတယ်ဒါကြောင့်အလောင်းတော်ကြီးများမိမရှိတဲ့စွမ်းအားတွေရှိစမ်းမိမိအမျိုးအတွက်ကာကွယ်ရမယ်ဆိုလို့ရှိရင်အသက်သိချင်းလေးပဲစိတ်တွေ့ပြီးမှအလောင်းတော်ပြောင်းဝင်ခြင်းဘဝနဲ့လေလောတော်ပြောင်းဝင်ခြင်းဘဝနဲ့ဒီကစစ်တော်မှာရှိတဲ့တစ်ပင်မှာရှိတဲ့တဲ့တိကိုစားချင်လို့ဆိုပြီးတော့တဲ့ပင်ကိုဝိုင်းလိုက်တဲ့အခါမှာမြောက်တဲ့အုပ်နဲ့တွေ့တဲ့အခါမှာမြောက်ဘီရင်ကြီးကပြားလောင်းမြောက်ကတေးအမောင်တို့ပြန်လာကြနင်တို့တော့လှုပ်ချင်ခံရတော့မယ်တတ်ခံရတော့မယ်လာကြနင်တို့ရဲ့အသက်ကိုမကဲမယ်ဟဲ့တဲ့ကြည်စားတာညွှန်တဲ့ချောင်းကိုရှာပြီးတော့ဒီတစ်ပင်ကနေပြီးတော့ဟုတ်ကဲ့တစ်ပင်အတွက်တိုက်တာထားတာတော့ဟုတ်တယ်ဒါနဲ့တိုက်တာဖို့ဘယ်လောက်လုံးနေမလဲတက်ကန်းတော့ပဲလုံးနေတာတတိမချားမိလိုက်တော့တကယ်ပုံလိုက်တဲ့အခါကျတော့တစ်ပင်ကိုတော့မိသွားတယ်ကြိုးစားတော့မိရလားမိပါဘူးဗျာဒါပေမဲ့ငါလောရတော့ကြောင်းတကူကောင်းဆန်ပြီးတော့အတ္တဆန်ပြီးတော့
ဘုရားတော်ရုပ်ထွက်ရလားတော့မှမထွက်ဘူးအသက်သေးချင်းသေပါစေတဲ့အဲ့ဒါတည်းပဲလေကဲလာကြဟိမောင်တို့ငါ့တော့မငဲ့ကြတဲ့နော်ငါရှင်မေကြီးတဆူဆိုပြီးတော့လေအာမနာနေကြတဲ့နော်ငါကိုယ်ကနေပြီးတော့ဖြတ်လျှောက်သွားကြဆိုပြီးတော့အကိုလိုမိမိရဲ့အကိုဘီဆိုတဲ့ဂုဏ်ကိုမငဲ့တော့ပဲနဲ့တကယ်တက်ကြမြင့်မြတ်တဲ့စိတ်နဲ့မိမိရဲ့ခန္ဓာကိုတရားတွေအငင်းခံတဲ့အလောင်းတော်မြောက်နေပြီအဲ့ဒီမှာအကောက်ကြနေတာကဘာလို့လဲဒေဝရဘုရားလောင်းကြတော့လေအဲ့ဒီမှာအပေါ်ကနေပြီးတော့အမြင့်တက်ပြီးတော့ခွန်ချလာနာပါစေသိပါစေပေါ့အဲ့ဒီပတိရုပ်ကိုကားချသစ္စာရှိပါတယ်ကျောင်းတော်ကိုပြထားတာအဲ့ဒါနော်အဲ့လိုမြင့်မြတ်ခံတယ်ဆိုတာဟာအဲ့ဒါလေအလောတော်ကြီးနဲ့ဆက်ကြမိမအဲ့လိုမြင့်မြတ်ခံတဲ့အတွက်ကြောင့်လည်းအကျိုးရလာပြီနောက်ဆုံးပါဠိကြည့်သွားတဲ့အခါမှာတရားဆိုပြီးတော့ဖြစ်လာရတာနေညာမခံဘဲနဲ့ဖြစ်နေရတာဖြစ်နိုင်ဘူးဒါကြောင့်ဘယ်လိုဆိုမိမရှိတဲ့ဆွမ်းအားတွေကိုအများကောင်းစားရေးအတွက်သုံးချရတယ်မိမရှိတဲ့အားတွေခွန်အားတွေစွမ်းပကားတွေဒဏအားတွေအခြေခံအားတွေဒဏအားတွေကိုသာလေမဟုတ်တဲ့နေရာမှာသာသုံးချကြမယ်ဆိုလို့ရှိရင်ဖြစ်ဦးဇင်းတို့တရားရှင်လက်ထက်ကသုံးပါဘုရားတဲ့သင်ကြီးတစုရှိခဲ့ပါတယ်အဲ့ဒီသုံးပါဘုရားဟာသာဂိမင်းမျိုးပဲတဲ့ဒီသာဂိမင်းမျိုးဟာတရားရှင်ရဲ့ပုံမှာရံကျုံပွက်နေတယ်